ဒင်းချင်းနဲ့တည့်ရည်နဲ့စားနာတဝက်တစ်ပြက်ရောက်မှာဗီဒီယိုလေးတင်ပေးမယ်လို့ပြောထားတာမိတ်ဒီထဲမှာပါရဲ့ဒင်းချင်းကဗီဒီယိုတင်ချင်းပြူတင်ချင်းချင်နေတဲ့တင်ချင်းဘာမှမရောတာအဲ့ဒါကိုတကယ်တော့တည့်ရည်နဲ့ကိုသူကဒီတည့်ရည်ကိုကြိတ်လိုက်ပြီးတော့မှဒီတည့်ရည်အနှစ်နဲ့ဒင်းချင်းနဲ့ကိုအနှစ်ကိုယူပြန်ထိုးလိုက်ပေါ့နော်ညီးပေးလိုက်ပြီးလို့ရှိရင်အဲ့ရေကုန်အောင်ယူလိုက်ပြီးလို့ရှိရင်သူကဒီအရှိရဗီဒီယိုတစ်ပုတ်မှတင်ထားဘူးတဲ့တည့်ရည်အနှစ်ယူဆိုတာအဲ့အနှစ်ယူနဲ့ဒင်းချင်းနဲ့ကိုဇာတူရောပြီးတော့မှတောက်ရတာပေါ့နော်ဒါပေမဲ့အခုတောက်မဲလို့လုပ်တဲ့အချိန်မှာအနှစ်ယူကရေခဲတစ်တာထဲမှာပိန်းထားပြီးခဲလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မအဲ့အနှစ်ယူကိုမထည့်တော့ပဲနဲ့အခုဒီအတုံးတွေတုံးမှာအဲ့ဒင်းချင်းချင်းမှာအဲ့တုံးတွေတဲပြီးအဲ့လိုလူးပြီးတော့စားတယ်ကောင်းပါတယ်ရှင်သူကဒီထဲမှာရတာရသမားမူလိုက်အဲ့ဒင်းချင်းကတကြားလည်းထဲကြမလို့ထညက်လည်းထဲကြမလို့တည့်ရည်ရဲ့အချိုတန်းနဲ့သူကချိုသွားဆိုတော့တည့်ရည်မှာပါတဲ့အချိုတက်ကလည်းစီးချိုတက်မှာဆိုရကြမလို့ဒင်းရင်နဲ့က probiotic ကတည့်ရည်မှာပါတဲ့ fiber တွေထဲကပါတဲ့ချိုသူကစားမယ်လေအဲ့တော့စီးချိုလည်းမဲဟိုရန်ကြီးမတက်ဘူးပေါ့အဲ့ကျမစီးချိုရှိလို့တော့မဟုတ်ပါဘူးဒါပေမဲ့စီးချိုသမားတွေတည့်ရည်စားခြင်းဒီလိုစားကြပါကောင်းပါရဲ့ရှင်လေကောင်းတယ်တကယ်ရတည့်ရည်အနှစ်ယူနဲ့ဒင်းချင်းနဲ့ကိုဇာတူရောပြီးတော့မှမွေပြီးလို့ရှိရင်ရေခဲတုံးလေးထည့်စားတကယ်ကောင်းတာသူ့ရဲ့တကယ်စားနည်းอ่ะမဒီလိုစားတော့လည်းကောင်းတာလှုပ်ရှုပ်တတ်တာပေါ့ကျွန်မဗီဒီယိုထဲမှာကျွန်မတည့်ရည်အနှစ်ယူလုပ်တဲ့နည်းကိုပြောထားသေးတယ်လေအဲ့တည့်ရည်အနှစ်ကလေးနဲ့ဒီဒင်းချင်းနဲ့ကိုဇာတူရောရတာတည့်ရည်ပေါ်ရရမှာတည့်ရည်ပေါ်တဲ့ရာဒီမှာတည့်ရည်ရမ်းပေါ်နေရဆိုလို့ရှိရင်အဲ့တည့်ရည်အမဲ့လေးတွေကိုယူထိုးပြီးတော့ဒင်းချင်းလေးနဲ့တောက်တကယ်ကောင်းတယ်စီချိုသမားတွေတောက်မယ်ဆိုရင်တော့ဟိုရိုးတင်းချင်းကိုကြားထည့်ပြီးတောက်တာလောက်တော့စီချိုမတက်ဘူးကဲဆက်စားလိုက်ပါအောင်ငါရှင်